စာတီဦးတူအေးတဲ့မိုးရသည့်နေ့တစ်နေ့မှာကျမမျက်နဲ့ခီးသွားဖို့လိုပါကင်ချနာဘူရီကအကွေးမြစ်ဘေးကိုရှောက်ခဲ့ပါတယ်ဒီဗီဒီယိုလေးကတခြားခီးသွားဗီဒီယိုတွေလိုဘာ information မှမပေးပါဘူးမြစ်တလျှောက်ဖောင်စည်းနဲ့ရှုခင်းကြည့်မယ်ဖောင်မျောတဲ့ဦးလေးရဲ့ကြောပြင်ကိုကြည့်ပြီးသူ့ဘဝကိုသူ့နေရာနေဝင်ခံစားမယ်တဘာဝကိုချင်းနဲ့နိုးပြီးအရာရာကိုသတ်ပါတယ်လို့မြင်ဗီဒီယိုဆုံးထိလိုက်ကြည့်ခဲ့နော်အဲ့ဒီနေ့ကမိုးမရွာပေမဲ့ရှာတီဥထုအေးတယ်ရေထဲကိုမျောလိုက်တဲ့ဘဲလေးကလည်းတခင်စီကိုရေဝဲလှည့်ပြီးတော့ပြန်ရောက်လာတယ်မြေကလည်းစိမ့်ညွန့်ညွန့်နဲ့ကြောက်စိမ့်အောင်တန်းနေတယ်ကျမတို့စီးရမယ်ဖောင်ဆွဲလာတဲ့ဆက်လေးကလည်းမြားတစ်စင်းလုံးအရှိန်နဲ့မြေရီကိုစမ်းတက်ပြီးတော့ကျမတို့ရှေ့ကိုရောက်လာခဲ့တယ်ကျမအမြဲတမ်းတယောက်တည်းနေရတာကိုစိုက်ပေမဲ့လည်းခီးသွားတဲ့အခါစိတ်တူကိုခီးသွားပေါ်ရှိတဲ့ခံစားချက်လေးကိုလည်းသိကြိုက်တယ်ဆက်လီဖြတ်သွားတဲ့အချိန်ကြောင့်ထလာတဲ့လိုင်းလုံးတွေဟိုးအဝေးကမုံဝါးဝါတောင်နှင်းနေရတော့နေဝင်ချိန်မှာလှချင်တိုင်းကိုလှနေကြတော့တာပါပဲ All the birds go home, flying through the sunset sky as we float downstream. The air feels cold, the river glows green, flowing in the fading light, and the trees sway side to side on either side. Such a gentle sight. ကျင်းကလေးတွေလည်းအိတ်တန်းတက်ပြီးတော့သူတို့နေထိုင်ရာအတိုက်တွေစီပြန်သွားကြပြီဘေးနားမှာစိမ့်ဆူနေတဲ့တတော်ကြီးကလည်းမကြခင်ဆိုရင်မှောင်အထိကြတော့မယ်ဖောင်ကိုဆွဲလာတဲ့ဆက်လီကလည်းဖောင်ကိုရေလဲကောင်မှထားခဲ့ပြီးတော့သူ့ခီးကိုသူဆက်နှင်းတော့မယ်ကျမတို့ရဲ့ဘဝမှာအချိန်တိုင်းရမြည်ရည်ကိုစံတက်ပြီးတော့ဖောင်စည်းစရာမလိုပါဘူးတခါတလေကြာရင်ဘဝကိုဖြစ်ဖြစ်အေးလေးနဲ့ပဲရေစုံတိုင်းငြိမ့်ငြိမ့်လေးစီးမျောကြတာပေါ့လော်တက်နဲ့ဦးလေးတယောက်ရဲ့စီးစာရောင်နေတံပြန်ဟပ်နေတဲ့ရှီပြင်းရဲ့ဟိုးအဝေးဟာပိန်ဖြတ်ဖြတ်တောင်တန်းတွေရဲ့ရာရာငင်းငင်းချမ်းချမ်းပဲသူ့အလိုလိုစီးမျောနေတယ်ကျမတို့တွေအဲ့ဒီမြန်နေ
အဲ့ဒီဖောင်ပေါ်မှာရှိခဲ့တဲ့အချိန်တော့ဟာလေကလေးကိုလော်နီးဘေးမတမ်းပဲအေးချမ်းတော့သည်မြေကမ်းချီရင်းနဲ့စိမ့်လက်လက်ကြီးဆိုတဲ့တခြင်းကိုညီးနေခဲ့ကြတယ်ရေစီးတိုင်းမျောလာခဲ့တာတဖြည်းဖြည်းနဲ့တောင်ချီနာကိုရှောက်လာခဲ့ပြီတောင်ချီမှာရှိရဲ့ရေပေါ်မှာစောက်ထားတဲ့အိမ်လေးတွေကိုလည်းဟိုးမလက်မကန့်မှာမြင်နေရပြီညနေကလည်းအတော်ကိုပေါင်လာခဲ့ပါပြီညမောင်လာတဲ့ညအမောင်တူကိုထွန်းလန့်မှုအတွက်ရှေးပေါ်အိမ်ကြီးမှာလည်းမီးလင်းအောင်စမြင်နေရပြီတော့တန်းတဲ့ဦးလေးလေးမကြခင်မှာပဲကန်းကပ်ပြီးတော့အိမ်ပြန်ရတော့မယ့်အချိန်ကိုရှောက်လာခဲ့ပါပြီကျမတို့လည်းနောက်တစ်ချိန်မြည်ကိုစမ်းတက်ရင်းနဲ့ပဲကျမတို့စတက်ခဲ့နေရမှာပြန်ဆင်းခဲ့ပါပြီ။တောရီတောင်နေမြစ်တီပင်မှာညမောင်လာမြို့ပြမှာမီးမောင်လာထက်ပို့ပြီးတော့မောင်လာကြည့်ပါတယ်။ကျမနဲ့အဆုံးထိလိုက်လာပြီးတော့ကြည့်ရှုပေးတဲ့သူတွေကိုကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော်။